ရှမ်းပြည်မှာတူဟုတုတ်တဲ့ထဲတဲ့ဘဲချင်ဘဲနေပေါ့နော်ဒီလိုတူဟုကြော်နဲ့ဒီလိုတွဲစားတဲ့ဘဲချင်ကိုဘယ်လိုလုပ်လဲလို့မေးထားတဲ့လူအများကြီးဆိုတော့လုပ်ပြပေးလိုက်တယ်နော်ဒါကတော့အဲ့ဒီတူဟုကြိုတဲ့ဘဲအနိပေါ့နော်အဲ့ဒီဘဲအနိကိုအည်ကြီးယူပြီးသွားရပေါ့နော်တူဟုကြိုတဲ့အည်ယူပြီးတော့ဒီအဖတ်လေးကြံနေတဲ့ဟာပေါ့နော်ဒီအဖတ်ကြံနေတဲ့ဟာလေးကိုဒီလိုအိုးတစ်ခုတည်းထည့်ပြီးပြန်ကြိုပေးရတာပေါ့နော်ဒါလေးကိုဒါလေးကိုရေလိုတလောက်ပေါ့နော်ရေအနှဲငယ်ထဲပြီးတော့မှနည်းနည်းချင်းစီထဲပေါ့နော်တခါတည်းအများကြီးမထည့်ရအောင်ဒီလိုလေးနတ်ပဲနတ်တော့အောင်ပေါ့နော်သူကကလာပဲအစိမ့်ချိတ်ထားတာဖြစ်တဲ့အတွက်ဒါလေးနတ်တော့အောင်ဒီလိုလေးတဖြည်းဖြည်းချင်းမှုထားပေးရမှာပေါ့နော်ရေလေးခန့်တဲ့အထိပြီးတော့မှအချင်းတွဲတော့ရှလာကရေလေးထည့်လိုက်တာပေါ့နော်တဖြည်းဖြည်းချင်းမေးအေးလေးနဲ့ဒီပဲနတ်တဲ့အထိမှုပေးရမှာပေါ့နော်ဒါတော့ကျွန်တော်ရှလာကရေလေးဟိုဟင်းခါစွန်းနဲ့တစွန်းထည့်လိုက်တာပေါ့နော်မြည်ကြည့်လို့သေးတော့နည်းနည်းထထည့်လိုက်တာပေါ့နော်အချင်းပေါ်နေတဲ့အတွက်ဒါပဲချင်လို့ခေါ်တာပေါ့နော်ပဲအနိကရတဲ့ပဲချင်ပေါ့နော်ဒါတူဟုတုတ်ထဲလဲထည့်တယ်တူဟုကြော်နဲ့လဲတွဲစားတာပေါ့နော်ဒီပဲအနိကိုအဲ့ဒါဒီလုံလေးကိုမေးထားကြတဲ့လူကအများကြီးပဲပေါ့နော်ဒီနေ့လုံပြပေးလိုက်တယ်နော်ဒီရေလေးခမ်းပြီးတော့မှနတ်သွားပြီးမွေးလာပြီးဆိုလို့ဆိုရင်တော့အိုးတကူတည်းထည့်ထားလိုက်မှာပေါ့နော်ဒီပဲချင်ကိုဘယ်လိုလှုပ်ရှားတယ်လဲဆိုလို့ဆိုရင်ခွက်တကူတည်းကိုဒီလိုလေးထည့်လိုက်ပေါ့နော်ဒီလိုပဲချင်လေးတွေကိုထည့်လိုက်မယ်ပြီးတော့မှငရုတ်သီးကြော်လေးထည့်လိုက်မှာပေါ့နော်ပြီးတော့ကော်ဖီလေးထည့်မှာပေါ့နော်ပြီးတော့ဒါကတော့ကျင်းလေးထောင်းထားတာလေးပေါ့နော်ကျင်းဒါကတော့ကြက်သွန်ဖြူပေါ့နော်ကျင်းရယ်ကြက်သွန်ဖြူရယ်ပြီးတော့ဒါကတော့ပင်းကမ်းပြေနည်းနည်းထည့်လိုက်တာပေါ့နော်ပြီးတော့အချိုထည့်တယ်စားလေးထည့်တာပေါ့နော်ပြီးတော့နနပင်လေးထည့်လိုက်တာပေါ့နော်ပြီးတော့ကြက်သွန်ဖြူရည်လေးကြက်သွန်ဖြူထောင်းပြီးအရင်ဖြော်ရတဲ့ဟာလေးနည်းနည်းလေးထည့်မှာပေါ့နော်ပြီးတော့မှဒီလိုငွေပေးလိုက်မှာပေါ့နော်ဒါဆိုရင်ပဲချင်ရရပေါ့နော်ဒါဟိုမှာတူဟုတုတ်ထဲမှာလည်းထည့်ထားတယ်နော်တူဟုတုတ်ထဲလည်းထည့်တယ်ပြီးတော့မှဒီလိုတူဟုကြော်နဲ့လည်းဒီလိုတွဲစားရတာပေါ့နော်ရှမ်းပြည်မှာဆိုလို့ဆိုရင်တူဟုကြော်စားတဲ့ဟာ